င်္ဂလာပါကျွန်တော်ဒီနေ့ဆီယာတဲ့နားကရေတံခွန်တစ်ခုရောက်နေပါတယ် Snoqualmie Falls လို့ခေါ်ပါတယ်ဆီယာတဲ့ရဲ့ရှေ့ဘက်40-45မိနစ်လောက်မောင်းဝိုင်းရောက်တော့ဗောနော်ရန်တော့မဝေးပါဘူးကျွန်တော်ဆောင်းဒီအပြင်သွားရှင်တယ်ရန်ဝေးလည်းမသွားရှင်ဘူးဆိုလို့ရှိရင်ဒီနေရာကအဆင်ပြေတယ်ဒီရေတံခွန်ကသူကရေအားလက်ဆက်အတွက်လည်းတုံးတယ်ကိုကကျွန်တော်တို့ဒီအပေါ်ကနေကြည့်လို့ရတဲ့နေရာကနေကြည့်နေတာပေါ့နော်ရေတံခွန်ရဲ့အပေါ်ကနေကြည့်လို့ရတဲ့နေရာပေါ့ပြီးလို့ရှိရင်ရေတံခွန်ရဲ့အောက်ကိုလည်းဆင်းပြီးတော့ကြည့်လို့ရပါတယ်ကိုကျွန်တော်အောက်ကိုဆင်းနေပါပြီအပေါ်အောက်သွားတာတော့တမိုင်လောက်ပဲရှိတယ်ဒါပေမဲ့တော့နည်းနည်းတော့မတ်တယ်ပေါ့နော်ဆိုအောက်ဆင်းရင်တော့တော့နည်းနည်းချော်ဖြည်းဖြည်းချင်းဆင်းလို့ရပါတယ်အရင်တော့မဆိုးပါအပေါ်ပြန်တက်ရင်တော့နည်းနည်းပိုမောမှာပေါ့ဒီပေါ်ပေါ်မှာတော့သူကဒီတောထဲမှာပေါက်တဲ့အပင်တွေကိုပြထားတာပေါ့နော်ဘယ်လိုအပင်မျိုးစားတွေပေါက်လဲပေါ့ကိုလာကြည့်ရလူကလည်းအပင်အကြောင်းမသိရင်လည်းဒီဟာကိုကြည့်ပြီးတော့အပြင်မှာတောထဲမှာအပင်တွေတွေ့လို့ရှိရင်ဘယ်ပင်ဆိုတာမျိုးလဲတီးလို့ရတော့ဗောနော်ဒီဘက်မှာတော့ကျွန်တော်ဒီ Pacific Northwest ကတော်တော်များများကထင်ရှူးပင်တွေတော်တော်များတယ်အပင်တွေကြည့်လိုက်လို့ရှိရင်တောတွေတောင်တွေထဲကိုကြည့်လိုက်လို့ရှိရင်တော်တော်များများကအဲ့လိုထင်ရှူးပင်လိုမျိုးအပင်တွေတော်တော်များများမြင်ရတော့ဗောနော်အဲ့လိုအပင်ရှည်နဲ့အပင်အမြင့်ကြီးကိုအဲ့လိုထိုးပြီးတော့ထွက်နေတဲ့အပင်တွေအများကြီးမြင်ရတယ်အဲ့လိုအပင်မျိုးတွေများတယ်ဒီဘက်တစ်တော်တွေကတော့သူမိုးရမ်းကောင်းတော့သူ rainforest လို့ခေါ်တယ်အပင်နဲ့အရန်တန်တယ်ပေါ့နော်ဘယ်လောက်တန်လဲဆိုရင်အရင်ကအဲ့လိုကျိုးသွားတဲ့အပင်ဟောင်းတွေပေါ်မှာအပင်အသစ်တွေကထပ်ပြီးတော့ဆက်ပြီးတော့ပေါက်တော့ပေါ့နော်ဒီမှာအဲ့လိုမျိုးအပင်တွေတော်တော်လေးမြင်ရတယ် Snoqualmie Falls ဆိုတဲ့နာမည်ထဲမှာဒါအင်္ဂလိပ်နာမည်တော့မဟုတ်သူကအရင်ဒီမှာရှိနေပြီးသားဒီကဥရောပသားတွေအခုကလူတွေရောက်မလာခင်အရင်ကတည်းကရှိနေပြီးသားလူမျိုးစုတွေအများကြီးရှိတယ်ဒီဘက်တွေမှာအဲ့လူမျိုးစုတွေထဲမှာအဲ့လူမျိုးစုတစ်ခုရဲ့နာမည် Snoqualmie ဆိုတဲ့လူမျိုးစုရဲ့နာမည်ကိုပေးထားတော့ဗောနော်ခုဆိုရင်ရေတံခွန်ရဲ့အောက်ဘက်ကိုရောက်လာတာဗောနော်ဒါကြီးကတော့ကြည့်ရတာရေအားလျက်ဆက်တွဲဆောက်ထားတာနဲ့တူတယ်ခုဆိုတာရေတံခွန်ရဲ့အောက်ဘက်ကိုရောက်လာပါပြီနားလေးမှာလူတွေလေးလောခိုင်းရလုံနေကြတာလေတွေ့မှာပေါ့နော်အခုဒါကနိုဝင်ဘာဆိုတော့ရာသီဥတုကတော်တော်လေးချမ်းပါတယ်ကျွန်တော်မမိသလောက်ဆိုလို့ရှိရင်9 ဒီဂရီလောက်ပဲရှိမယ်ထင်တယ်ဆိုတော့ဒီလိုရာသီဥတုမှာလေလာလော်တဲ့လူတွေလည်းဒီမှာတော့ရှိတယ်ပေါ့နော်ဒါတော့ရေတံခွန်အောက်ကနေကြည့်တဲ့နေရာပေါ့ဒီနားမှာအပေါ်ကနေပြီးတော့ဓာတ်အားလိုင်းတွေဖြတ်သွားတာလည်းတွေ့ရတယ်ကြည့်ရဒီမှာလက်ဆက်ထုတ်ပြီးတော့မျိုးတဲ့ဘက်ကိုဓာတ်အားတွယ်တဲ့ line တွေနဲ့တူတယ်ဟိုဒါကတော့ကျွန်တော်ဒီဆီယာတဲ့ဘက်မှာပုံမှန်မြင်နေကြတစ်နေ့4-5လလောက်မြင်နေကြရာသီဥတုပုံစံပါပဲအားလုံးအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်